န်းတော်ထဲမှာတင်အိပ်ပျော်သွားပါတယ်။သူမနိုးလာတဲ့အခါဘရင်ကိုအကြိမ်ကြိမ်တောင်းပန်ပေမဲ့သူကဘာမှမဖြစ်ပါဘူးသွားတော့မေးလိုက်ပါလို့ပဲပြောပါတယ်။သူတို့အပြင်မှာလမ်းလျှောက်ထွက်ကြတဲ့အခါသူမသားတာဝန်တွေအောင်မြင်ကောင်စီမှာယာရုကြီးကြီးရမှာဖြစ်ပြီးမြင်းတကောင်တောင်လက်ဆောင်ရလိမ့်မယ်လို့သူကပြောပါတယ်။ဒါပေမဲ့သူမကကျမဘာမှမလိုချင်ပါဘူးမိုးရွာတာနဲ့ကျမကဘာကိုပြန်มาပါလို့ပြောပါတယ်။ဘရင်ကဒါဆိုရင်အခုကစပြီးငါ့ကိုဘရင်တယောက်လိုမဆက်ဆံတဲ့ငါတို့ကယောက်ျားချင်းတန်းတူပဲလို့ပြန်ပြောပါတယ်။ဒါပေမဲ့နောက်တနေ့မှာတော့ဘေးဒုက္ခရောက်လာပါတယ်။ဒန်ဘီဟာဘရင်ကိုလှောင်ပြောင်နေဆိုတဲ့ဆွဆွဲချက်နဲ့ဖမ်းခံရပါတယ်။သူမကိုခြေလက်တွေချီနှောင်ပြီးနှိပ်စက်ဖို့ပြင်ကြပါတယ်။ဒါပေမဲ့ဘရင်ကကြားဝင်တားဆီးပြီးဒီပညာရှိလေးမှာတန်ဖိုးရှိတဲ့ဗဟုသုတတွေရှိကြောင်းနတ်ဆရာတွေကိုရှင်းပြပါတယ်။နတ်ဆရာတယောက်ကတော့အခွင့်အရေးကိုအရယူပြီးကောင်းပြီးဒါဆိုရင်ကျုပ်ကိုယ်တိုင်စမ်းသပ်မယ်။သူ့မှာနှစ်ပတ်အချိန်ရှိတယ်။အဲ့ဒီအချိန်ထိမိုးမရွာရင်သူ့ကိုကွပ်မျက်ရမယ်လို့ပြောပါတယ်။ဒန်ဘီဟာလက်မလျှော့ပါဘူးသူမဟာအရာအလုံးကိုတွက်ချက်ပြီးဆက်လက်လာပါတယ်နန်းတော်ကဂီတပညာရှင်ကလည်းသူမကိုမိုးတိုင်းကရိယာဆောက်ဖို့ကူညီပေးပါတယ်အဲ့ဒီနောက်ဘာသတိပေးချက်မှမရှိဘဲကောင်းကင်ကနေမိုးတွေရွာချလာပါတယ်ဒန်ဘီဟာအယံဝမ်းသာသွားပါတယ်ဒါပေမဲ့ဘရင်ကသူမပြောခဲ့တဲ့စကားကိုရုတ်တရက်သတိရသွားပါတယ်မိုးရွာရင်သူမထွက်သွားတော့မယ်ဆိုတာပါပဲသူဟာသူမနေတဲ့အိမ်ကိုပြေးသွားတဲ့အခါမိုးတိုင်းကရိယာရှေ့မှာဝမ်းသာလုံးလုံးငိုနေတဲ့သူမကိုတွေ့ရပါတယ်သူကမင်းအခုချက်ချင်းထွက်ပြေးရမယ်ငါဒါအတွက်ပြင်ဆင်ထားတဲ့မိမိကိုသွားမဲ့တင်မောကမင်းကိုစောင့်နေတယ်လို့ပြောပါတယ်။ဒါပေမဲ့သူမကခေါင်းခါပြီးကျမတဘောအလုံးထွက်ပြေးလာခဲ့တာကျမကဘာကနေထွက်ပြေးဖို့စူးစမ်းရင်းနဲ့ပဲဒီကိုရောက်လာခဲ့တာလို့ပြောပါတယ်။အဲ့ဒီအချိန်မှာနတ်ဆရာကြီးနဲ့လျှို့ဝှက်အလုပ်လုပ်နေတဲ့နန်းတော်ဂီတပညာရှင်ရောက်လာပါတယ်။နတ်ဆရာကဒန်ဘီဟာတကယ်ပဲအနာဂတ်ကလာတာလို့ယုံကြည်နေပြီးသူမကိုတတ်ဖို့အမိန့်ပေးထားပါတယ်။ဂီတပညာရှင်ကနတ်ဆရာကိုဒါသာအမှန်ဆိုရင်သူကကိုတော်အန္တရာယ်ရှိတယ်။ငါတို့သူ့ကိုရှင်းပြရမယ်လို့ပြောပါတယ်။ဂီတပညာရှင်ဟာဒန်ဘီကိုမြင်းပေါ်တင်ပြီးတောအုပ်ထဲရောက်တဲ့အထိခေါ်သွားပါတယ်။အဲ့ဒီမှာသူကမင်းကမိန်းကလေးဖြစ်နေတာကိုငါသိတာကြပြီးဒါပေမဲ့ငါကလူကောင်းတစ်ယောက်ပါမင်းရဲ့လျှို့ဝှက်ချက်ကိုငါထိမ့်သိမ်းပေးမယ်လို့ပြောပါတယ်သူမကဒါဟာရွေချက်ရှိလောက်တာမဟုတ်ပဲအလုတ်ကယောက်ျားလေးတွေပဲရတာမို့လို့ရွေးချယ်စရာမရှိလို့လုပ်ခဲ့ရတာလို့ရှင်းပြပါတယ်တစ်ချိန်တည်းမှာနန်းတော်ထဲမှာတော့နတ်ဆရာကြီးကဒန်ဘီတင်ပေးခဲ့သမျှအရာအလုံးကိုဖျက်ဆီးပစ်ဖို့ဘရင်ကိုယုံကြည်အောင်ပြောနေပါတယ်အထူးသဖြင့်သူမတီထွင်နေတဲ့စာရေးသားအသစ်ကိုပါဖျက်ဆီးရမယ်လို့ဆိုပါတယ်သူတို့ကရိုးရာကိုပဲဆက်ထိန်ထားပြီးအဲ့ဒီကောင်လေးရဲ့လွှမ်းမိုးမှုကိုဖယ်ရှားရမယ်လို့ဆိုပါတယ်ဒါပေမဲ့ဘရင်ကလက်မခံနိုင်ပါဘူးသူဟာမြင်းစည်းပြီးသူမကိုလိုက်ရှာဖို့နန်းတော်ကနေထွက်လာပါတယ်တောအုပ်ထဲမှာတော့ရဲမက်တွေကဒန်ဘီနဲ့ဂီတပညာရှင်ကိုနောက်ဆုံးမှမိသွားပါတယ်သူကသူမကိုထွက်ပြေးခိုင်းပြီးသူကရဲမက်တွေကိုပြန်တိုက်ခိုက်ပါတယ်အဲ့ဒီအချိန်မှာမိဖုရားကိုယ်တိုင်ခြေထောက်မှာသွေးတွေထွက်နေတဲ့အထိသူတို့ကိုလိုက်ရှာရင်းရောက်လာပါတယ်ဒန်ဘီဟာလမ်းဆောင်တစ်ခုရောက်တဲ့အထိဆက်လျှောက်လာပြီးဘယ်ကိုသွားရမလဲမသိဖြစ်နေပါတယ်အဲ့ဒီအချိန်မှာဘရင်ပြောခဲ့မှုတဲ့နေမင်းဟာဂျိုဆွန်းရဲ့နာယီပဲဆိုတဲ့စကားကိုသတိရပြီးနေအောင်ကြီးနောက်ကိုလိုက်သွားရာကနေပင်လယ်ကမ်းခြေကိုရောက်သွားပါတယ်အဲ့ဒီမှာဘရင်ကသူမကိုစောင့်နေပါတယ်အဲ့ဒီညမှာသူတို့ဘေးချင်းရှင်ထိုင်ပြီးကျယ်တွေကိုကြည့်ကြပါတယ်။သူမကအနာဂတ်မှာဒီလိုကျယ်တွေကိုမမြင်ရဘူး။အတောက်ပဆုံးကျယ်တွေကိုပဲမြင်ရတာလို့ပြောပါတယ်။သူကအခုကြည့်လိုက်မင်းမြင်နေရတဲ့ကျယ်တွေကမင်းမြင်ခြင်းတဲ့ကျယ်တွေပဲဒါပေမဲ့တေချာစိုက်ကြည့်ရင်ပိုပြီးမြင်လာလိမ့်မယ်။အဲ့ဒီကျယ်တွေကအမြဲတမ်းရှိနေတာပါမင်းကမြင်ဖို့ဆုံးဖြတ်လိုက်မှပေါ်လာတာမျက်လုံးကနှလုံးသားမြင်ချင်တာကိုမြင်တာပါလို့ပြန်ပြောပါတယ်။ခဏတာငြိမ်သက်သွားပြီးနောက်ဘရင်ကသူမကိုချစ်ကြောင်းဖွင့်ပြောပါတယ်။သူဟာမှဦးမတွေတင်မကပဲတာမန်ပြည်သူတွေပါတင်ယူနိုင်ဖို့လွယ်ကူတဲ့ဘာသာစကားအသစ်ကိုဖန်တီးခြင်းတယ်လို့ပြောပါတယ်။သူမကတခုခုကိုသတိရသွားပြီးသူမရဲ့အနာဂတ်ကပတ်စံကိုထုတ်ကြည့်လိုက်တဲ့အခါငွေစက်ကူပေါ်မှာသူ့ရဲ့မျက်နှာကိုရိုက်နှိပ်ထားတာတွေ့ရပါတယ်။အဲ့ဒီအခါမှသူတကယ်ပဲအောင်မြင်မှာပါလားဆိုတာသူမသိလိုက်ရပါတယ်။ဘရင်နန်းတော်ကိုပြန်ရောက်တဲ့အခါပြည်သူတွေကိုကောင်းကောင်းအလုပ်ကျွေးပြုတဲ့သူတွေကိုလာစာပေးမယ်လို့ကြေညာပါတယ်။နတ်ဆရာကြီးကအံ့ဩစရာကောင်းတော့အောင်သဘောတူပြီးပြည်သူတွေအတွက်အကျိုးရှိစေတဲ့ဘသူမဆိုဆုလက်ရတင်တယ်လို့ပြောပါတယ်။ကိုစံကိုရောဘလို့ထင်တယ်လဲလို့သူကမေးပါတယ်။ဒါပေမဲ့နန်းတော်တွေကတခြားသူတွေကသဘောမတူပဲကိုစံကိုနှင်ထုတ်ရမယ်ဒါမှမဟုတ်ကိုမြင့်ရမယ်လို့ယူဆကြပါတယ်။ဒါတော့မှဒန်ဘီဟာနတ်ဆရာတွေမသိအောင်ဘရင်ကိုတင်ချာစာရေးသားနည်းနဲ့စင်ကျင်တုံတရားတွေကိုလှုပ်ဝက်တင်ပေးနေတော့မှာပဲတနေ့မှာနန်းတော်ထဲလမ်းလျှောက်ရင်းမိဖုရားကပိန်ဖို့အတွက်အစားအသောက်တွေကန့်သက်ခံထားရလို့ခိုးစားနေတာကိုတွေ့သွားပါတယ်ဒန်ဘီကသူမရဲ့အတင်စားခောက်ဆွဲဘူးတပူးပေးလိုက်ပါတယ်မိဖုရားကလက်ခံပြီးသူတို့စကားပြောရင်းတငယ်ချင်းတွေဖြစ်သွားပါတယ်ရက်နှင်းငယ်အကြာမှာမိဖုရားကဘရင်စီသွားပြီးသူမအရာအလုံးတီချောင်းပြောပါတယ်သူမဟာမေတော်ကြီးကိုလည်းအတိပေးထားပြီးပါပြီဘာလို့လဲဆိုတော့ဒန်ဘီဟာဘရင်ရဲ့ကိုလုတ်တော်တယောက်ဖြစ်လာရမှာမို့လို့ပါရုတ်တရက်ဒန်ဘီဟာသူမနားမလဲတဲ့အရာတစ်ခုအတွက်ပြင်ဆင်ခြင်းခံရပါတယ်နန်းတော်ကအစီခံတွေကသူမကိုအဝတ်စားတွေဝတ်ပေးမိတ်ကပ်တွေလိမ့်ပေးပါတယ်သူမဘာဖြစ်နေမှန်းမသိပေမဲ့နောက်ဆုံးမှာတော့ဒါဟာဘရင်နဲ့အတူနေ့လည်ခင်းအနားယူဖို့နဲ့သူမဟာဘရင်ရဲ့ပထမဆုံးမိန်းမဖြစ်လာတော့မယ်ဆိုတာကိုသိလိုက်ရပါတယ်အဲ့ဒီအခြေအနေကိုသိလိုက်ရတဲ့အချိန်မှာသူမထိတ်လန့်သွားပြီးအစီခံတွေစီကနေထွက်ပြေးပါတယ်ဘရင်ကသူမကိုလိုက်ရှာပြီးအခန်းတစ်ခုထဲကိုဆွဲခေါ်သွားပါတယ်ဒန်ဘီကအရှင်ကကျမတို့တငယ်ချင်းပဲနေမယ်ပြောထားပြ
ပြီးတော့ကျမက16နှစ်ပဲရှိသေးတာလို့အော်ဟစ်ကန့်ကွက်ပါတယ်ဘယင်ကရဲပြီး16နှစ်ဆိုရင်လူကြီးဖြစ်ဖို့3နှစ်တောင်လို့သေးတာပဲမင်းကကလေးမဟုတ်တော့ဘူးပြီးတော့မင်းကလေးဆိုတာငါသိတာကြပြီငါမင်းကိုမထိရသေးဘူးမဟုတ်လားဒါပေမဲ့ဒီညတော့မင်းဒီမှာနေရမယ်လူတိုင်းကစောင့်ကြည့်နေကြတာစိတ်မပူပါနဲ့ငါမင်းကိုအရှင်လက်လက်စားမှာမဟုတ်ဘူးအမှန်တော့ငါအမေကအရန်ကောင်းပါတာဘသူမှသူ့ကိုအလွယ်တကူနားချလို့မရဘူးလို့ပြောပါတယ်နောက်တနေ့မနက်မှာဒန်ဘီကဂီတပညာရှင်နဲ့တွားစကားပြောပါတယ်သူကမင်းအနာဂတ်ကိုပြန်ဖို့တေချာပြီလားလို့မေးပေမဲ့သူမပြန်မဖြေပါဘူးသူမရဲ့နှလုံးသားကဝေခွဲမရဖြစ်နေပါတယ်သူမလမ်းလျှောက်ထွက်လာပြီးတယောက်တည်းထိုင်နေတော့မိဖုရားကလာပြီးတယောက်ယောက်ကတွေးကျင်နေတယ်လို့ပြောပါတယ်ဒန်ဘီနန်းတော်ထဲဝင်သွားတဲ့အခါသူမရဲ့အမေနဲ့တပုံစံနဲ့တူတဲ့မေတော်ကြီးနဲ့မျက်နှာချင်းဆိုင်တွေ့ရပါတယ်သူမဟာဝမ်းနေလုံးလို့ငိုချလိုက်ပါတော့တယ်သူမဘာလို့ငိုလဲဆိုတာဘယ်သူမှနားမလည်ကြပါဘူးအဲ့ဒီညမှာသူမကိုယ်တိုင်ကူညီဖန်တီးပေးခဲ့တဲ့ဂျိုစွန်းရဲ့အသစ်ဆက်ဆက်နက်ခတ်ပေရာစနစ်ကိုတွားကြည့်ပါတယ်။အဲ့ဒါကတိုင်းပြည်အတွက်နေ့ရက်တွေနဲ့လတွေကိုတိတိကျကျမှတ်တမ်းတင်နိုင်ဖို့ကူညီပေးမှာပါ။အဲ့ဒီနောက်ဘယင်ကသူလုပ်နေတဲ့နောက်ထပ်အရာတစ်ခုကိုပြသဖို့ဖိတ်ခေါ်ပါတယ်။သူဟာအခရာ28လုံးပါတဲ့စာအရေးသားအသစ်ကိုတီထွင်လိုက်ပြီးအဲ့ဒါကပညာရှိတွေတွေမကပဲပြည်သူအလုံးစာဖတ်စာရေးတက်စေဖို့ဖြစ်ပါတယ်။သူတို့ခမ်းမကြီးအလဲကိုရောက်တဲ့အခါသူမကိုအခမ်းအနားကလထိုင်မှာထိုင်ခိုင်းပါတယ်ပြီးတော့သူမရဲ့ခေါင်းပေါ်မှာအိမ်အောင်ပြုတ်ခြင်းရဲ့ပြည့်ရုပ်ဖြစ်တဲ့တော်ဝင်စံထိုးကိုတက်ပေးပြီးသူ့အနားမှာထောက်ရနေပေးဖို့တောင်းဆိုပါတယ်။ဒန်ဘီကငိုပြီးမရပါဘူးမိုးရွာရင်ပြန်မယ်လို့ကိုကတိပေးထားတာကျမအမေကကျမကိုစောင့်နေပြီးကျမကိုယုံကြည်နေတာလို့ပြောပါတယ်။ဘယင်ကဒါဆိုရင်အမေစီသွားတွေ့ပြီးပြန်လာခဲ့လေငါတို့ဒီမှာအတူတူနေကြမယ်လို့ညင်သာစွာပြောပါတယ်။ဒါပေမဲ့သူမကထပ်ပြီးညင်းပါတယ်။သူကစိတ်မရှိတော့ပဲဒေါသတကြီးနဲ့မင်းပြောတာမှန်တယ်။အနာဂတ်ကဒီဂျိုစွန်းထက်ပိုကောင်းတာပေါ့ဒီမှာကယောဂဗျာတွေနဲ့မင်းကြိုက်တာလို့တော့လို့ပြောပြီးဝမ်းနေပန်းဒီနဲ့ထွက်သွားပါတယ်။သူမဟာခမ်းမထဲမှာမလုံမရှက်ရက်နေတော့မှပဲရုတ်တရက်တယောက်ကသူမခေါင်းကိုရိုက်ပြီးသတိလစ်သွားအောင်လုပ်ပါတယ်။တစုံတယောက်ကသူမကိုဓာတ်နဲ့ထိုးပြီးအဆောက်အုံတစ်ခုလုံးကိုမီးရှို့လိုက်ပါတယ်။ဘယင်ကဒါကိုကြားတဲ့အခါသူ့အသက်ကိုစွန့်ပြီးမီးတောက်တွေကြားထဲကနေသူမကိုကယ်ထုတ်ခဲ့ပါတယ်။နောက်တနေ့မှာသူကလက်ထောက်ကိုခေါ်ပြီးရှေးဟောင်းစာသားတွေမင်းညကပျောက်သွားတယ်လို့ပြောပြီးနတ်ဆရာကြီးခိုးတာလို့ဆွဆွဲပါတယ်။ဘယင်ကနတ်ဆရာရဲ့လက်ကိုဆွဲပြီးဒီလိုပြစ်မှုမျိုးကျူးလွန်ပြီးရင်တက်သေးတော့ဒီကိုဖြစ်ရမယ်ဆိုတာမင်းကိုဘယ်သူမှမတင်ပေးဘူးလားလို့မေးပါတယ်ပြီးတော့ဒန်ဘီဘက်လှည့်ပြီးဒါမင်းကြားခဲ့တဲ့အတန်လားလို့မေးတော့သူမကခေါင်းကြီးပြပါတယ်သူမအိတ်ထဲမှာပါလာတဲ့စာအုပ်ကဓာချက်ကိုကာကွယ်ပေးခဲ့တာဖြစ်ပါတယ်ဘယင်ကဒေါသတကြီးနဲ့နတ်ဆရာကိုရင်ဆိုင်ပြီးသူကငါအတွက်ဘလောက်အရေးကြီးလဲဆိုတာမင်းသိသားနဲ့ဘာလို့ဒါကိုလောက်တာလဲလို့မေးပါတယ်နတ်ဆရာကအေးဆက်ဆက်နဲ့ဘာလို့လဲဆိုတော့အဲ့ဒီဘာသာစကားအသစ်တာပြန်သွားရင်လူငယ်တွေကလွတ်လွတ်လပ်လပ်စဉ်းစားလာကြလိမ့်မယ်အဲ့ဒါကပယမ်းပါတာဖြစ်စေပြီးတိုင်းပြည်ကိုပျက်စီးစေလိမ့်မယ်ကျွန်ုပ်တေမာကိုမကြောက်ဘူးအနာဂတ်ကိုဖျက်ဆီးမဲ့စနစ်မဲ့မှုကိုပဲကြောက်တာလို့ဖြေပါတယ်ဘယင်ကမင်းသားစီးဖို့စ조사ရင်တော့ငါကပြည်သူတွေအတွက်ဒီစာရေးသားစနစ်ကိုတိစောက်မှာပဲငါကသူတို့ရဲ့အိမ်မက်တွေကိုဖြစ်မြောက်အောင်လုပ်ပေးတဲ့သူဖြစ်ချင်တာငါတို့မနေရတော့မဲ့အနာဂတ်ငါတို့ဘာမှမသိတဲ့ကဘာကိုဘာလို့ကြောက်နေရမှာလဲလို့ပြန်ပြောပါတယ်ဒါပေမဲ့နတ်ဆရာကမတုံလို့ပဲဒူးထောက်ကကျွန်ုပ်ကိုကုမြက်ပြီးအဆုံးသတ်ပေးပါလို့ပဲတောင်းဆိုပါတယ်မကြခင်မှာပဲကောင်းကင်ကမွဲပြရောင်တန်းလာပြီးမိုးတွေစတင်ရွာချလာပါတယ်။ဒန်ဘီဟာနန်းတော်ထဲလှည့်ပတ်ပြီးသူမရဲ့တငယ်ချင်းတွေကိုနောက်ဆုံးအကြိမ်နှုတ်ဆက်ပါတယ်။ဘယင်ကသူမကိုအဝေးဆုံးအထိလိုက်ပို့ပေးဖို့တောင်းဆိုပါတယ်။သူတို့ပင်လယ်ကမ်းခြေရောက်တဲ့အထိဘေးချင်းရှင်လျှောက်သွားကြပါတယ်။အဲ့ဒီမှာဒန်ဘီဟာသူမအရင်ကကြားခဲ့တဲ့ရေအိုင်ထဲကိုလှမ်းဝင်လိုက်ပြီးအရင်လိုပဲသူမကိုသူမနှမြုပ်သွားအောင်လုပ်ပါတယ်။ခဏအကြာမှာတော့သူမဟာသူမရဲ့ကဘာကိုပြန်ရောက်သွားပါတယ်။သူမဘေးပတ်ပတ်လည်ကိုကြည့်လိုက်တဲ့အခါစက္ကန့်ပိုင်းလောက်ပဲကြာသေးတာကိုသိလိုက်ရပါတယ်။ဆောင်းမေးပွဲဖြေဖို့အချိန်ရှိပါသေးတယ်။သူမဟာဆောင်းမေးပွဲခန်းစီအတက်နိုင်ဆုံးအမြန်ဆုံးပြေးသွားတဲ့အခါသူမရဲ့ဆရာကစောင့်နေတာကိုတွေ့ရပါတယ်။ဆောင်းမေးပွဲကခုလေးတင်ဆက်ထားတာပါ။သူမခုံမှာဝင်ထိုင်ပြီးဆောင်းမေးပွဲဖြေလိုက်ပါတယ်။အဲ့ဒီနေ့နောက်ပိုင်းမှာသူမအိမ်ပြန်လာတဲ့အခါအမေဖြစ်သူကစောင့်နေပါတယ်။သူမဟာအမေစီပြေးသွားပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်။ဒန်ဘီရဲ့အရာအလုံးကပြောင်းလဲသွားပါပြီ။သူမရဲ့ပြုမှုသူမရဲ့အမြင်ခရီးစဉ်အပြီးမှာအရာအလုံးပြောင်းလဲသွားပါတယ်။သူမဟာဘေးနားကလူတွေနဲ့အရာဝတ္ထုတွေကိုပို့ပြီးတံမိုးထားတက်လာပါတယ်။လအနေငယ်ကျသွားပါတယ်။ဒီနေ့မှာကျောင်းကထွက်လာတော့ကောင်းကင်ကနေမိုးတွေပြန်ရွာလာပါတယ်။ရုတ်တရက်တစုံတယောက်ကသူမခေါင်းပေါ်ကိုထီးလာမိုးပေးပါတယ်။သူမမောကြည့်လိုက်တဲ့အခါယင်နှင်းနေတဲ့မျက်နှာတစ်ခုကိုတွေ့ရပါတယ်။သူဟာဂျိုစွန်းကဘယင်နဲ့တပုံစံနဲ့တူပေမဲ့သူကပြုံးပြီးကျွန်တော်တို့ဟိုးအရင်ဘတ်စကားပေါ်မှာဆုံခဲ့ဘူးတယ်မင်းကြီးကြံခဲ့တာလေလို့ပြောလိုက်ပါတယ်။အဲ့ဒီမှာပဲသူတို့ရဲ့အချစ်ဆက်လန်းလေးပြီးဆုံးသွားပါတော့တယ်။